ကင်းချီကိုတပတ်လုံးစားရမယ်ဆိုရင်စားနိုင်လားလုံးဝမစားနိုင်ဘူးကင်းချီလုံးဝမကြိုက်โอเคပါဟုတ်မင်္ဂလာပါရှင်ဒီနေ့မှာတော့ဒေါ်ဆောင် Women University မှာကျောင်းဝင်ငင်ရတာရဲ့ညီမလေးတဲတီဗီဇော်နဲ့မိတ်ဆက်ပေးကြပါရှင်အဲ့တော့ညီမလေးကိုဖိတ်ခေါ်လိုက်ရအောင်မင်္ဂလာပါညီမလေးမင်္ဂလာပါဒီဒေါ်ဆောင် Women University မှာပေါ့နော်ကျောင်းဝင်ငင်ရတာလို့ကြားသိရတယ်ပေါ့နော်အဲ့တော့လည်း congratulation ပါနော်ဟုတ်ကဲ့ပါမဟုတ်ကဲ့ပါဒီကိုရီးယားမှာကျောင်းတက်မယ်ဆိုပြီးတော့ပေါ့နော်ဘယ်ချိန်လောက်ကနေစပြီးတော့ထိုင်ရတာလဲရှင့်မိနစ်က10လပိုင်းကစပြီးတော့ထိုင်ခဲ့တာပေါ့နော်ဟုတ်ကဲ့ပါအဲ့ဆိုကိုရီးယားစာ level ကရောဘယ်လောက်ရှိသွားပြီလဲရှင့်ကိုရီးယားစာ level ကတော့ level 3ပြီးသွားပါပြီဒီချိန်စီရအများကြီးရှိရပေါ့နော်ဘာကြောင့်မလို့ i.80 ကိုရွေးချယ်ဖြစ်တာလဲရှင့်ဟုတ် i.80 view ကကျတော့စိုးမိုးပါရှိတယ် excellent ကျောင်းတွေကိုအများဆုံးအဓိကရှောက်ပေးတဲ့အတွက်ကြောင့်ပေါ့နော်နောက်ပြီးတော့သူ့ရဲ့ review တွေကလည်းကောင်းတယ် excellent ကျောင်းရှောက်လို့ရှိရင်လည်းဝင်ခွင့်တွေအများကြီးရတယ်ပေါ့နော်အဲအကြောင်းနောက်ပြီးညီမလေးရဲ့အမတယောက်ကလည်းဒီမှာပဲအလုပ်လုပ်နေဆိုတော့အဲဒါလေးပို့ပြီးတော့ဒီမှာပဲအဖြစ်တာပေါ့နော်ဟုတ်ကဲ့ပါညီမလေးဟုတ်အဲ့ထဲမှာမဒေါ်ဆောင်ရဲ့ကျောင်းခေါ်စာကြလာဘယ်လိုခံစားရလဲရှင့်ကိုလိုချင်တဲ့ကျောင်းရဲ့ကျောင်းခေါ်စာရတော့အရန်ကိုပြောရဲပေါ့နော်နောက်ပြီးတော့ထင်ထားတာတက်ပို့ပြီးတော့စောပြီးတော့လေကျောင်းဝင်ရသွားတဲ့အတွက်ကျောင်းမို့လည်းအရန်ဝမ်းသာပါတယ်ဟုတ်ကဲ့ပါဟုတ် language program တက်ပြီးရခါမှာပေါ့နော်ဗန်မီဂျာကို join မှုစဉ်းစားထားသလဲရှင့်design major ပေါ့နော် design major ကိုရွေးဖို့စဉ်းစားထားတယ်ဟုတ်ကဲ့ဘာကြောင့်ဒီ design major ကိုရွေးချယ်ဖြစ်တာလဲရှင့်design major ကကြတော့ကိုကလည်းဝါသနာပါတယ်နောက်ကိုရီးယားမှာဆိုတော့ပို့ပြီးတော့တစ်တွေနဲ့ design တွေပေါ့နော်ဟာတွေကိုစိတ်ဝင်စားတယ်ပေါ့ကိုရီးယားရောက်ပြီးနောက်ပေါ့နော် future plan တွေရောဘယ်လိုရှိလဲရှင့်future plan တော့မှောင် language school ပြီးသွားရင် design major နဲ့ဝေးရပြီးရင်ကိုဝါသနာပါတဲ့အလုပ်နဲ့ပဲကိုရီးယားမှာခြေချပြီးတော့အလုပ်လုပ်သွားမယ်ပေါ့နော်နောက်ပြီးတော့ကိုပိုင် brand နဲ့ပေါ့နော်ပို့ပြီးနာမည်ကြီးအောင်ကြိုးစားမယ်ပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့အကြံဉာဏ်လေးကတော်တော်ကောင်းတယ်နော်ညီမလေးဟုတ်အဲ့ဆိုရင်အမဖန်နေမိကုန်းလေးမိမယ်နော်ညီမလေးမြန်မြန်လေးရောဖြစ်ပြီနော်ဟုတ်ကဲ့အဲ့ဆိုရင်ကိုရီးယားမှာ K-pop idol တယောက်နဲ့ဒီနာထိုက်မယ်ဆိုရင်ဘယ်သူနဲ့ထိတ်ချင်လဲPDF တွေကနေရှူသားနဲ့ထိတ်ချင်ကဲပါကင်းချီကိုတပတ်လုံးစားရမယ်ဆိုရင်စားနိုင်လားလုံးဝမစားနိုင်ဘူးလုံးဝမကြိုက်ဟုတ်ကဲ့ပါဟုတ်အဲ့ဆိုရင်ကိုရီးယား variety show မှာပေါ့နော် guest တယောက်အဖြစ်ဖိတ်ကြားခံရရင် best skill နဲ့ show လုပ်လဲdanceကာပေါ့နော်ကာရတော့နည်းနည်းတော့ဝါသနာပါတယ်ပေါ့ကဲပါအဲ့ဆိုရင်အကြိုက်ဆုံးကိုရီးယားတချင်းက BTS ရဲ့ live school အကြိုက်ဆုံးကိုရီးယားအစားအစာ bibimbap အကြိုက်ဆုံး K-pop အဖွဲ့ BTS နဲ့ Blackpink အကြိုက်ဆုံး K-drama DRX ကိုရီးယားမှာကျောင်းတက်ဖို့ try နေတဲ့တငယ်ချင်းလေးအတွက်ပေါ့နော်အပေးစကားလေးပြောပြပါအောင်ရှင့်အပေးစကားကတော့ကိုရီးယားစာကိုတေချာလုပ်ရမယ်ပြီးတော့IDO EDU လိုပုံစံမျိုးပေါ့နော် agency ကောင်းနေတယ်လေလက်တွဲပြီးတော့ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်ပေါ့နော်ကိုရီးယားကိုရောက်ဖို့အတွက်ပေါ့နော်အများဆုံးစူးစမ်းရမယ်ပေါ့အဲ့လိုပြောချင်ဟုတ်ကဲ့ပါ